ရီမှန်းချက်တွေပြေဝဖို့အနာဂတ်အိမ်မက်စုမှုတွေကလည်းစတင်ခဲ့တာဒီလိုနဲ့တဖြည်းဖြည်းအိမ်မက်တွေမျောလင်းချက်တွေပြည့်စုံဖို့ကြိုးစားခဲ့ကြတယ်မတင်မှတ်ထားတဲ့အခက်အခဲတွေကြုံလာတဲ့အခါ